ရှင်တို့ယောက်ျားလေးပြောနေကြတာမဟုတ်ဘူးကိုငိမ့်မောင်ရဲ့ ဘာလို့ပြောရမှာလဲမိမရဲ့ ရှင်မသိချင်အောင်ဆောင်မနေပါနဲ့အဲ့မှာလေယောက်ျားလေးတစ်ယောက်ကိုမိန်းကလေး၄ယောက်ကယူလို့ရတယ်ဆိုတဲ့အကြောင်းလေးရှင်တို့ပြောနေတာမလားအမှန်ဖြစ်ပါစေဆိုပြီးစုကောင်းနေတာမလားကိုငိမ့်မောင်ရဲ့ကျမမသိရင်ခတ်မယ်ဟော့ မိမရဲ့ဒီကိစ္စကိုရှင်းပြမယ်ကိုလက်တွေပြမယ်ခဏဆောက်ခဏအကြာဆောင်းဘောက်ကြီးယူလာပြီးမိမကိုပြတယ်မိမဒါဘာလဲဒီလား အဲ့ဒါ sound box လဲအဲ့ဒါဘာဖြစ်လို့လဲ မိမဒီတလုံးနဲ့တဲ့နားကြီးတယ်မလား နားကြီးရလေအဲ့ဒါဘာဖြစ်လို့လဲ ဒီတလုံးနဲ့တော့နားကြီးနေတာကိုကဘယ်လိုလုပ်ပြီး3-4ယောက်ကိုအိမ်မှာထားမှလဲအဲ့လို့ဆိုနားကခံနိုင်မှာမဟုတ်တော့ဘူးဒီတလုံးနဲ့လည်းလုံလောက်ပါပြီမိမရဲ့ဒီတလုံးတောင်ဒီလောက်နားဒုက္ခခံနေရတာ ကိုငိမ့်မောင်ရှင်နော် ကိုဟာလူဆိုပါမုံတွေကုန်ခိုးစားတယ်ကစားနေတွေလည်းဖြတ်တယ်ဒါပေမဲ့ချစ်ဖို့ကောင်း